အားလုံးပဲမင်္ဂလာပါโอเคဒီနေ့ရွှေဝပြည်သူစေဦးကြီးပေါ်လာရောက်ပြီးတော့စေကူတာမှုကိုခံယူနေကြသောဝေဒနာရှင်များစားသုံးနိုင်ရန်တောက်သုံးနိုင်ရန်အတွက်ကိုအာဟာရဒါနကုသိုလ်ပြုတဲ့ကုသိုလ်ရှင်ကတော့ရွှေဝမြို့စိုးစံလက်ဖေးဆိုင်မိသားစုကနေပြီးတော့လူဒန်းအပ်ပါတော့အာဟာရဒါနအာဟာရကုသိုလ်များကိုရွှေဝပြည်သူစေဦးကြီးပေါ်မှာနေ့စေကူတာမှုခံယူကြတဲ့ဝေဒနာရှင်များစားသုံးဖို့ရာအတွက်တောက်သုံးဖို့ရာအတွက်ဆိုပြီးတော့စံပြုတ်ကျဲဦးပြုတ်များလာရောက်ပြီးတော့လူသားကုသိုလ်ပြုတဲ့ပုံရိပ်များကိုရိုက်ကူးတင်ဆက်လုပ်ပေးရခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ဆိုစံမိသားစုရဲ့လူသားအပ်ပါတော့အာဟာရများကိုစားသုံးပြီးကြသောဝေဒနာရှင်များလည်းတက်ရှိချက်မပြီးရကင်းကွာ၍ယနေ့ခံစားနေရသောယောဂဝေဒနာများအမြန်ဆုံးသက်သာပျောက်ကင်းပါစေ။ဒီမှာပညာစားသုံးနိုင်အောင်တောက်သုံးနိုင်အောင်အာဟာရဒါနပြုရအောင်တောက်သုံးတောက်စိတ်ကြပေးရကင်းကွာပြီးအားလုံးသိနေကြပါလိမ့်မယ်